ဒီနေ့သွားမယ့် lesson က lesson 6 electricity and mechanism. Okay. စလိုက်ကြရအောင် As you recall from your story of atom, electron have a negative charge and proton have a positive charge. Okay, our negative charge goes to our minus and positive charge goes plus low TGBB. This electric charge causes them to exert forces on one another. Particle with like charge repel one another, and particle with unlike charge attract one another. Sometimes electrons use temporarily pull away from an atom, creating stationary area of positive and negative charge. This can be happened when two objects like balloon and a rack are racked together, creating static electricity. Static electricity. အဲ့တော့ဆရာတို့ချင်းမှပြောခဲ့ပြီ positive charge plus ရှိတယ် negative charge minus အဲ့တော့ဒီ charge တွေကတဲ့တူရင်တွန်းကန်ပြီးတော့မတူရင်ဆွဲငင်ပါတယ်တဲ့ဒီမှာ exhaust ဆိုတာတူရင်တွန်းကန်တာเนาะတစ်ခုနဲ့တစ်ခုပုံလေးပြထားတယ်ဆရာပုံလေးပြထားပါတယ်တူလဲတူတော့သူရဲ့ direction ကဟိုဘက်ဒီဘက်မှာလဲဟိုဘက် okay တူတဲ့အခါမှာ exhaust ဖြစ်ပြီးတော့မတူတဲ့အခါမှာဒီမှာမတူတဲ့အခါမှာသူတို့နှစ်ခုဒီ direction တူပြီးတော့ကတ်သွားတယ် attract ဖြစ်သွားတယ်တခါတလေမှာ electron တွေကနော်အတန်နေစီကနေပြီးတော့နော်အတန်နေစီကနေခဏနော်သူကဒီမှာ temporary လို့ပြောတယ် temporary pull away from atom create stationary area အမှတည်ငြိမ်လျှက်စစ်ဖြစ်နေတယ် positive အတွက်ကော negative တော့တည်ငြိမ်လျှက်စစ်ဖြစ်နေတယ်နော်ဘယ်လိုမျိုးဖြစ်နိုင်လဲဆိုဥမာဘောလုံးနဲ့နော်ဆောင်းလိုမျိုးမှာပုတ်တိုက်လိုက်တဲ့အခါမှာသူတို့မှာအမှလေဘူပေါင်းရဲ့ဆောင်းရဲ့နဲ့ပုတ်ပြီးရင်သပင်ကိုလာပြီးထိကြည့်ဘယ်လိုလေးဖြစ်လဲတိုင်းလာဒါလိုက်ထောင်လေးစွဲငင်ရလေးမခံစားမိဘူးလားတော့ရောက်အားနော်စွဲငင်ရလေးဖြစ်တယ်နော်ဟုတ်လားစွဲငင်ရလေးခံစားရတယ်စွဲငင်ရလေးခံစားမိလားခံစားမိပါတယ် Okay အဲ့ဒါဆိုရင်နော်ဆက်သွားမယ် The move of charged particle The move of charged particle using electron usually electron is in electric current. Direct electric current flow in one direction only, and it is used in battery operating devices. Alternating current flow back and forth rapidly, and it is used in household wiring. A material that allows electrons to move freely from atom to atom is called a conductor. Metals are good conductor. A material that does not allow electrons to move freely from atom to atom is called an insulator. Rubbers and plastic are examples of insulators. Semiconductors are substances whose ability to conduct electricity is midway between like a conductor and insulator. Semiconductors like a silicon are used in electronic devices. အဲ့တော့သူကဒီမှာဗာပြောလဲဆိုတော့ဆရာတို့နော် charge particle ရဲ့ movement နော်အဓိကအဖြစ်တော့ electron ရဲ့ movement ကိုဆရာတို့လျှက်စစ်စီးကြောင်းလို့ခေါ်ပါတယ်တဲ့အဓိက electron တွေဆိုတော့ဘာတွေစီးနေမှာလဲ minus တွေစီးနေမှာပါဟုတ်လားနော်ဒီဟိုဘက်နေဒီဘက် minus တွေစီးနေမှာ Okay အဲ့တော့ဒီမှာ direct current DC ဆိုတာဘယ်ရလာတာလဲဆိုတော့ direct current ဒီသူစီပြန်မလာဘူးဥမာမီးစက်ကို DC လို့ခေါ်တယ်ဘာလို့လဲသိလားဘာလို့လဲမီးစက်ကို DC လို့ခေါ်တယ်ဘာလို့ခေါ်လဲမီးစက်တဲ့ကို flow ပြန်စီးဆင်းစရာလမ်းကြောင်းမရှိဘူးနော် plus နဲ့ minus နဲ့တခါတည်းသူကထုတ်သမျှမီးစက်ဆိုရင်ဆရာတို့ထုတ်သမျှလျှက်စစ်တဲ့အကောင်လုံး house ဆိုစီပို့ထည့်လိုက်တာနော် house ဆိုစီပို့ပြီးတော့ okay တခါတည်းပြီးပဲအဲ့ဒါကိုဒီမှာ DC ဆိုတာဘာပြောတာလဲဆိုတော့ direct current ကိုပြောတာ okay အဲ့တော့ one direction only ကိုပဲလုပ်ပါတယ်တဲ့အဓိကကတော့ battery operated device တွေမှာ DC ကိုသုံးပါတယ်တဲ့ battery operated ဥပမာဆရာတို့ဟိုနည်းဆိုရင်ဓမီတွေဆိုရင်အဲ့ဒါ DC ပေါ့ဘာလို့ DC လို့ပြောလဲဆိုတော့ battery ကောင်းပြီလေ right အဲ့ဆို alternating current AC เนาะဒါ alternating current AC ဆိုတာကကြတော့ဆရာတို့အရှိနဲ့အနောက်ကိုသူကစီးစင်းတာဖြက်နဲ့စီးစင်းနေတာเนาะ
ပြန်စည်းဝင်လာတဲ့ဟာမျိုးကို alternative current လို့ခေါ်ပြီးတော့ဘယ်မှာသုံးလဲဆိုရင် household wiring မှာသုံးပါတယ်တဲ့ A material that allows electron to move freely from atom to atom is called conductor ဆရာတို့ material electron တွေကိုဟိုဘက်နေဒီဘက်အလွယ်တကူစီးဆင်းလို့ရစေတာကိုဘာလို့ခေါ်လဲဆိုတော့ conductor လျှက်ကူးပစ္စည်းလို့ခေါ်ပါတယ်နောက်တစ်ခု insulator နောက်တစ်ခုကကြတော့ဆရာတို့သူ့ရဲ့ဆန့်ကျင်ဘက်ပေါ့နော်သူ့ရဲ့ဆန့်ကျင်ဘက်လျှက်ကူးပစ္စည်းရဲ့ဆန့်ကျင်ဘက်လျှက်ကပစ္စည်းဆိုဘာပါလဲ rubber တို့နော် rubber တို့ရှိအောင်မလဲ တားပါရှင် ဟုတ်တယ်ပြီးတော့တစ်သားနောက်တစ်ခုကဘာရှိမလဲကော ဝစ် ဝဲဟုတ်တယ် fiber fabric အဲ့ဒါတွေကဘာလဲဆိုတော့ insulator တွေအဲ့တော့ semiconductor ဆိုတော့ဆရာတို့လျှက်တစ်ဝက်ကူတာဟိုဘက်မှာမကူဒီဘက်မှာလျှက်ကူတယ်အဲ့လိုမျိုးဆိုရင်တော့သူက silicon ပေါ့ဆရာတို့မှာ chip တွေမှာလေ chipset တွေမှာသုံးတဲ့ဟာအဲ့ဒါဘာလဲဆိုတော့ဘာတွေလဲ semiconductor တွေကြီးပဲ